စာဖတ်ပြတဲ့များအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာဖတ်ပြပေးခြင်းတဲ့အကြောင်းအရာကဆရာကြီးဦးသူခရေးသားထားတဲ့အကျော်တရားဗုဒ္ဓသမီးတော်များဆိုတဲ့စာအုပ်ကိုစာဖတ်သူမုဒ္ဒရာအနေနဲ့တင်ဆက်သွားမှာဖြစ်ပါတယ်ရှင်အခုဖတ်ပြမယ့်ဝတ္ထုကိုတော့ဥပလနာထေအပါတန်ကနေပြီးတော့ထုံထုံတင်ဆက်ထားတာဖြစ်ပါတယ်ရှင်ဒီစာအုပ်ကိုမစတင်မီမှာပေါ့နော်စာအုပ်ရဲ့အချင်းချုပ်လေးကိုဖော်ပြပေးမှာဖြစ်ပါတယ်ဒီစာအုပ်ကကျမရဲ့လက်ထဲကိုရောက်လာတဲ့အချိန်မှာမူလတန်းအရွယ်ဖြစ်ပါတယ်။ငယ်ရလွန်းတဲ့အသိဉာဏ်မှာဒီစာအုပ်မှာပါဝင်တဲ့ပါဠိပတ်စင်တွေပါတဲ့အတွက်ကြောင့်မို့လို့ဒီစာအုပ်ကိုပေါ့နော်စပြီးတော့ဖတ်ဖို့အရန်ခက်ခဲခဲ့ပါတယ်။ဗုဒ္ဓရဲ့ခေတ်တခေဖြစ်တဲ့အတွက်ပါဠိဘာသာတွေပါဝင်တဲ့ဥပမာဆက်ဆောင်ရဲ့အမည်တွေဥပမာမြို့တွေလမ်းတွေအမည်တွေပေါ့နော်စသဖြင့်တွေမှာပါဠိဘာသာပါဝင်တာကြောင့်မို့လို့ဘဝတစ်လျှောက်လုံးမှာစူးစမ်းပြီးတော့အကျိန်မရေမတွက်နိုင်လောက်အောင်ဖတ်ရှုခဲ့ရတဲ့အမှတ်သားခဲ့ရတဲ့စာအုပ်ဖြစ်တယ်လို့တကယ်ကိုခက်ခဲလွန်းတာကြောင့်ကျမဘဝရဲ့အကြိုက်ဆုံးစာအုပ်တစ်အုပ်အဖြစ်နဲ့ပေးသက်ကြီးကိုအကောင်းဆုံးနေပေးခြင်းတဲ့အတွက်ကြောင့်တင်ပြပေးမှာဖြစ်ပါတယ်ဒီစာအုပ်ကိုတော့ကျမရဲ့လက်ထဲကိုစပြီးတော့ဗုဒ္ဓဝင်စပေးလို့စတင်မိတ်ဆက်ပေးခဲ့ရအဖွားတော်သိန်းကြီးဖြစ်တယ်ပေါ့နော်သူကကျမကိုနှစ်သမီးရွယ်နေပြီးတော့10တန်းရောက်တဲ့အထိကိုစနစ်တကျနဲ့ပြုစုပြောထောင်ပေးခဲ့တာဖြစ်တာကြောင့်ကျမရဲ့ဘဝမှာတော့ကျေးဇူးရှင်အမေပြီးသွားရင်တော့သူကဒုတိယမြောက်ကျေးဇူးရှိဆုံးမိခင်ဖြစ်တယ်လို့အမျိုးသမီးအကောင်းဆုံးကျမဘဝရဲ့ကျေးဇူးရှင်အမျိုးသမီးတို့လည်းဖြစ်ခဲ့တယ်ဆိုတော့ဒီမူလတန်းရွယ်၄တန်းနှစ်လောက်မှာပေါ့နော်တေချာစလုံးပေါင်းတက်လာတဲ့အချိန်မှာဗုဒ္ဓဝင်စာပေဖတ်ဖို့ကိုနားမလဲလိုက်အဖွားနာကိုကပ်ပြီးတော့သွားမေးလိုက်ဒီစာအုပ်လေးထဲမှာတော့ကျမရဲ့ငယ်ဘဝတွေအများကြီးထင်ဟစေတယ်ကိုကာကြီးကနေအာတီတင်ကြားလာခဲ့ရတာကတကယ်တော့လေကျမတို့စာသင်ခန်းထဲမှာစာသင်ကြားရရုံနဲ့မဟုတ်ဘူးရှင်ကျမတို့ဖတ်တဲ့ပြင်ပဗဟုသုတတွေကနေပဲကျမတို့ကိုအသိပညာဉာဏ်အလင်းတွေဖွင့်ပေးတယ်ကျမတို့ရဲ့မကြုံဘူးခဲ့တဲ့တခြားသူတွေကဖြတ်တန်းခဲ့တဲ့ကြုံခဲ့တဲ့ဘဝရဲ့အတွေ့အကြုံတွေဒီကနေတဆင့်အမားတွေကနေသင်ယူစီရာတွေဒီကနေတဆင့်ကျမတို့မမားသေးတဲ့လူငယ်တွေကိုမမားဖို့ရန်အတွက်လမ်းညွှန်ထားတဲ့စာပေတွေအများကြီးကိုကျမရဲ့အဖွားကမိတ်ဆက်ပေးခဲ့တာဖြစ်တယ်။ဒါကြောင့်ပြန်ဆက်ရမယ်ဆိုရင်ဒီအကျော်တရားဗုဒ္ဓသမီးတော်များဆိုတဲ့စာအုပ်ကကျမတဘဝလုံးနဲ့ရှင်ပြီးတော့မှတန်ဖိုးရှိတဲ့စာအုပ်တစ်အုပ်ဖြစ်တဲ့အတွက်ပြည်သက်ကိုမိတ်ဆက်ပေးခြင်းတာဖြစ်တယ်ပေါ့နော်။ဒါကြောင့်ဒီစာအုပ်ကကျမရဲ့အဖွားကိုတတိယတိုင်းမှာဒီစာအုပ်ကိုဖတ်တယ်အဲ့တော့ဖတ်တဲ့အချိန်တိုင်းမှာလည်းဒီစာအုပ်ကနေပေးတဲ့စာပေဗဟုသုတတွေအသိပညာတွေနောက်ထပ်အမြင့်ဆုံးဗုဒ္ဓဘာသာရဲ့အမြင့်ဆုံးအကြောင်းအရာဖြစ်တဲ့တန်ဝေကတရားတွေပေါ့နော်တရားတွေကိုဒီစာအုပ်ကနေပြီးတော့ကျမရခဲ့တာဖြစ်တယ်။အဲ့တော့ကျမဒီစာအုပ်ကို recommend ပေးရမယ်ဆိုရင်ဒီစာအုပ်ထဲမှာကလေတန်တရားကိုလေစေတတ်တဲ့မသိခြင်းအကြောင်းတရားတွေကိုကျမတို့ကိုသိမြင်လာစေတဲ့အသိပညာဖွင့်ပေးတဲ့အတွက်ကျမတို့ဒီတန်တရားကိုချက်ပြီးတော့ဆက်ပြီးတော့မလဲခြင်းတော့ဘူးတန်တရားကိုဆက်ပြီးတော့ရှေ့မဆက်ခြင်းတော့ဘူးပေါ့နော်အဲ့တော့ကျမတို့တန်တရားရဲ့လွတ်မြောက်ကြောင်းကိုကြင်ကြံအားထုတ်ခြင်းနဲ့ဆိုရင်ကျမရဲ့ဒီလက်ရှိမှာအကောင်းဆုံးဒီစိတ်ပိုင်းဆိုင်ရာမှာstrong ဖြစ်စေခဲ့တဲ့စာအုပ်တစ်ခုဆိုရင်လည်းမမအောင်ပေါ့နော်ဒါကြောင့်မို့လို့အဖွားဆုံးခဲ့တဲ့နောက်မှာတော့ဒီစာအုပ်ကအဖွားရဲ့ကိုယ်ပွားလိုပဲအမြဲသတ်မှတ်ခဲ့တာဖြစ်တယ်အဖွားကိုတတိယတိုင်းစာအုပ်ဖတ်တယ်လွမ်းလာတိုင်းစာအုပ်ဖတ်တယ်အဲ့တော့စာဖတ်လိုက်အသိဉာဏ်တိုးလိုက်ဆိုတော့ကျမစိတ်ထဲကလည်းရီမှန်းပြီးတော့အဖွားအမြဲတမ်းကျေးဇူးတင်တယ်မေတ္တာပို့တယ်အဲ့တော့ကျမတက်လာပိုင်းအရွယ်ရောက်လာတဲ့ခါကျတော့ဒီမေတ္တာတရားနဲ့ကျေးဇူးတရားကိုပို့ပြီးတော့နားလည်လာတယ်ပို့ပြီးတော့ဝေမျှတတ်လာတယ်ပေါ့နော်အဲ့တော့ကျမကကိုယ်တိုင်ကလည်းဆယ်စုနှစ်တခုဘာသာစကားတွေသင်ကြားတဲ့ဆရာမဖြစ်တဲ့အတွက်ကျမရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ next generation တွေကိုနောက်ထပ်လာတဲ့မျိုးဆက်သစ်တွေကိုပေါ့နော်ဒီအသိပညာရှိစွာအေးချမ်းစွာတနေ့ပြီးတနေ့ကိုတန်ဖိုးထားပြီးတော့ရှင်သန်တတ်ဖို့အတွက်ကိုကျမအသိပညာတွေပေးဖို့အတွက်ရည်ရွယ်တင်ဆက်ထားတဲ့ channel တစ်ခုလည်းဖြစ်တယ်ဒါကြောင့်ဆက်လက်ပြီးတော့အားပေးကြပါအောင်ရှင်စာကောင်းစဉ်မသိ၍လိုချင်သည်လင်းမျက်နှာတရွာထင်းပြီးတာဝတိပြည်ကြီးကိုလိုက်လာခဲ့ရတဲ့ကျမရဲ့ဘဝဟာလင်းမျက်နှာကွယ်တာနဲ့အကြီးကျယ်ဒုက္ခရောက်ရတော့တာပါပဲရှင်ဟဲ့အကျဉ်းအောင်မှဖောက်ပြန်တဲ့ကောင်မနင့်ကိုလေးလန့်ဝါငါသားနဲ့လာလာမှမဆိုင်ဘူးဒီနေ့ငါအိမ်ပေါ်ကဆင်းရောက်ခမကြီးကလက်ညှိုးတငောင်းငောင်းနဲ့မောင်းမောင်းမမနှင်ချပါတော့တယ်တိမ်လုံးရှိသမျှအစီအပါအတိုင်းဝိုင်းတွေကလည်းကျမကိုအထင်သေးတဲ့မျက်လုံးတွေနဲ့ဝိုင်းပြီးကြည့်နေကြတာပေါ့အချို့ကလည်းတွတ်ထိုးပြီးအတင်းအမျိုးမျိုးပြောနေလျက်ပါပဲဒီကြားတဲ့မျက်နှာလိုအားရလှုပ်ချင်သူများကဖြင့်သူ့မို့မျက်နှာပြောင်တိုင်ဝင်တဲ့တော်ဟုအော်ကြီးဟစ်ကျဲဝေဖန်လိုက်ကြပါသေးတယ်
မှန်သောစကားကိုသာပြောရမယ်ဆိုရင်ကျမချစ်တဲ့ယောက်ျားကလွဲလို့ဖွဲနဲ့စကွဲကြီးပဲမှတ်ခဲ့တဲ့မေတ္တာအထူးဟာမျက်မှော်တောင်မကတိရရည်တမျှအဆုံးစားတော့မရှိခဲ့ပါဘူးဒါကိုကျမရဲ့ချစ်လင်သိပါတယ်သူသိပါတယ်သူ့အပေါ်မှာကျမချစ်တာသိတယ်လို့ကျမအပေါ်မှာသူခုံမင်းတွေ့တာသိလို့သူ့မျက်နှာတရွာထင်းပြီးသူ့ပစိုးစာဆွဲလိုက်ခဲ့တော့တာပေါ့လောကကြီးတစ်ခုလုံးမှာသူသာလျှင်ကျမရဲ့အားကိုးရာမျက်နှိုးရာချစ်ကြည်ညိုရာဖြစ်ခဲ့ပါတယ်ဒါပေမဲ့အခုလောလောဆယ်ဖြင့်ကျမရဲ့ဒုက္ခကိုရောက်ခတ်မှကြီးပေးကကာကွယ်နိုင်လောက်သူမရှိတဲ့အခိုက်အတန့်ဖြစ်နေပါပါကောကျမမှတ်မိပါတယ်ကျမအသေးနှစ်အောင်ခွဲပြစ်တော်မင်းညာကိုကျမကောက်ကောင်းကြီးမှတ်မိပါသေးတယ်နနက်မိုးတောင်းလျင်အယောင်အဝယ်ထွက်တော်မင်းချစ်လင်အတွက်ဝေယဝက်ဆအကုန်လုပ်ပေးနေတဲ့အချိန်ကျမမျက်ရည်တွေဟာစမ်းရည်များစိတ်ထွက်နေသလိုမျိုးစိတ်ထွက်နေပါတော့တယ်တို့ပြီးမဲ့ခရီးတွင်သွားရမယ်သူနောက်ဆံမတင်းစီရအောင်အပူရုပ်ကိုဟန်ဆောင်နေခဲ့ရတာပေါ့တောတောင်ဂန္ဓာရတွေဖြတ်တန်းပြီးယောက်ျားချမ်းကြီးတွေမှဘေးမကြောက်ရံမကြောက်သွားကြရတဲ့ခရီးမျိုးမှာမိမတာနုနုနဲ့နဲ့ပယ်လိုက်လို့လွယ်ပါမလဲတော့ဒါကိုသိပေမဲ့လဲသူနဲ့ခွဲပြီးတယောက်တည်းမျက်နှာငယ်နဲ့ကျန်းရိခင်မှာကြောက်နေမိပါတယ်ကျဲပြီးငိုနေပြီလားအချစ်ရဲ့သူကကျမပခုံးနှစ်ဖက်ကိုကင်ပြီးရင်ဆိုင်လိုက်စေပါတယ်တွဲရွယ်ခိုနေတဲ့ကျမမျက်ရည်ပေါက်ကြားကသူ့မျက်နှာထားကိုကြည့်လိုက်မိတော့လဲသူပါမချိတဲ့နှလုံးကိုအပြုံးနဲ့မလုံမလဲလွှမ်းမိုးထားရတာတွေ့နေရတယ်ဒါကြောင့်ကျမမှာပိုးပြီးဝမ်းနဲ့ပလက်ဖြစ်ရပြီလေသူ့ရင်ခွင်မှာခေါင်းလေးအပ်ပြီးပွင့်ပွင့်လင်းလင်းမိုးချလိုက်မိပါတယ်ဒီတော့ကျမကတကိုယ်လုံးတင်းကျုံပွေ့ဖွက်ထားလိုက်တဲ့သူ့ရဲ့ရင်ခွင်ထဲကလွတ်ထွက်သွားမှာကိုစိုးရိမ်မိနေတဲ့အတိုင်းပဲပေါ့ဒီကြားထဲမှာပဲတောကဆိုတဲ့အလုံးကြီးကိုထွက်သက်အဖြစ်နဲ့မှုတ်ထုတ်လိုက်တဲ့ကြားရပြီးတဲ့နောက်မှာမောင်လေးပဲခွဲပြီးသွားခြင်းပါမလဲအခြေရဲ့ကုံသွဲတယ်ဆိုတဲ့လှုပ်ဟာတာမယာကိုချင်ရင်ပြစ်ပြီးတော့စီးပွားရှာရမယ်မဟုတ်လားဟုတ်ပါတယ်မောင်ဒါပေမဲ့လေလောကမှာကျမကိုချစ်တာဟာမောင်တယောက်တည်းပါပဲလား။အိုးအချစ်ပြောတာဟာမောင်ရေးမိပါတယ်ကွယ်။မောင်မိမိကအမလီကြားသွားပါမယ်မောင်ရဲ့ကြားသွားပါမယ်။ကျမကစိုးရိမ်တကြီးနဲ့သူ့နှကမ်းပါကလေးကိုကျမရဲ့ဘာနဲ့ပိတ်ထားလိုက်ရပါတယ်။ကျမလေးကျမမိဘမဲ့တကောင်ကျွတ်တမျက်နာပါနော်။ရောက်နောက်စတုံးပါစမြဲမှုပါခဲ့ရတာမဟုတ်ပါဘူး။ဒီလင်ပဲအဖေဒီလင်ပဲအမေဒီလင်မဲ့ဆွေမျိုးဆိုတဲ့စိတ်နဲ့မမိန်မတုတ်လိုက်လာခဲ့ရတာကိုမောင်တတိမမေ့ရင်တော့ဖြင့်ဝမ်းသာရမှာပါသူ့ကိုပြောရင်ကို့ဘဝကိုစဉ်းစားမိတော့ရှန့်ငိုလိုက်မိတော့တယ်မှန်လားပါတယ်ကျမမှာအားကိုအားထားရာသူကလွယ်ပြီးတော့တပားမရှိပါဘူးဒါကြောင့်ပဲဒဏရှင်ဖြစ်တဲ့သူ့မိခင်ကြီးကအညာတရားကျမနဲ့သဘောမမျှနိုင်ခြင်းဖြစ်ပါတယ်မိမတို့ဥစ္စာသည်အစင်းတီဟူသောလောကနီတိဆရာတို့ဆိုထားပင်ဆိုတော့လေဆွေကုံမျိုးကုံမခိုင်လုံတဲ့ကျမဖို့တော့မျက်နှာငယ်လာပါတယ်ချောလာကြီးဟုလူအများကချီးမွမ်းထောပနာပြုချက်များကိုရောက်ခမကြီးရဲ့စိန်သွားတည်လဝင်စိတ်ဓာတ်ကိုပျော့ပြောင်းနှုတ်ညံ့စေသည်မဟုတ်ပါသားကိုချစ်လွန်၍ပရိပက္ခမလုပ်တော့လေရွာမှညာ၍လင်သွားရမရပါလာခဲ့သောချွေးမဆိုသူကိုတွေ့ချင်းအော်နှလုံးနာဟန်တို့ကြောင့်မိမသားခြင်းမှုအတွင်းတည်ဖြစ်ခဲ့ရတာပေါ့ရောက်ခမအိမ်ထက်တမတ်တဖွဲမျက်နာငယ်ဟုဆိုရိုးစကားရှိတဲ့တမတ်ဆိုသောယောက်ျားများအဖို့မထောင်းတာပါအိမ်မကွာချမ်းမကွာနေထိုင်ရသောချွေးမမိန်းကလေးများအဖို့တော့ရောက်ခမတို့ရဲ့အညူစုံမောင်းမဲအောင်မှာမရှောင်တာမလွဲတာမတိန်တာမယိမ့်တာကိုမျက်ရည်ကိုသုံး၍ခက်ကုတ်ခုတ်ကလေးသာနေ့စဉ်နဲ့အမျှနေကြရပါတယ်ပြောပါများမရစကားအောင်သည်ဟူသောဥပဒေဒီဥပဒေမျိုးရှိနေပေမဲ့လည်းနေရာတိုင်းအကုမှမဖြစ်တာအမေတစ်ခုသားတစ်ခုကြားကတုံးကတိုက်လုပ်သည်ဟုလင်းသေးကအထင်လွဲမှဖြင့်ကို့အပေါ်ဝဲအချစ်စိတ်ကုန်ခံ၍အမုန်းပန်းပွင့်တက်လေသည်ရွတ်စွာအစုံကိုချစ်နေရသူခင်များမိခင်နဲ့မယားကြားပြပါဒများမှာကိုမကြည့်ရမမြင်ဝဖြစ်ရပါသေးသည်ထိုညကသူ
သူသည်ကျမအပေါ်ဝဲမြစ်တာတွေတွဲဂယုနာတွဲ၍တဲတဲမဲမဲပြုစုလိုက်ပါသည်ထို့ကြောင့်ရကသူ့ကိုဆွဲကျမအသေးအောင်၌သူ့ကိုဝါချစ်ကိုစားကလေးလေးထားခဲ့ရှာလေးပြီးဟုအလိုလိုသိလိုက်ရပါပြီအမေသွေးသားအစ်စ်ပါအမေရဲ့အမေသားရဲ့သွေးအစ်စ်ပါသူပြန်လာရင်တက်တည်တီးပါစေမယ်ဒူးတုပ်ရရှိခိုးရင်မျက်ရည်တွေကိုတွန်းချလိုက်ပါတယ်သို့သောခွဲစီလို၍ခွဲသည်များသာဖြစ်ကြောင်းခင်းကရည်လင်ကိုလက်နဲ့တာအခြားမထင်တကယ်သို့ကျမရဲ့စကားကိုနားမဝင်ပါလေဇောမဖြစ်လာရသောဆွဲသည်တဘာဝကိုကြော်လွန်လေသောလက်သစ်မခံညှင်းဆန်နေတော့တယ်တဆိုင်ဆိုင်အထောက်ထောက်ရှောက်လာခဲ့ရတဲ့ခြေလမ်းများကခနောခနဲနဲ့ရိုင်းနေဖြစ်ခဲ့ရပါပြီဘယ်နှစ်ရက်ဘယ်နှစ်လအဘယ်မှကြာလွန်ခဲ့သည်ဟုမမှတ်မိတော့ပါကျမမှတ်မိနေတာတခုတည်းရှိသည်ချစ်လင်သွားရာစကြိုကိုချေလင်သွား၍မတွေ့အောင်ရှာမည်တွေ့သည်နှင့်တပြိုင်နက်သူ့မိခင်မုတ်ဆိုးတစ်ပိုင်းမိမယိုင်ကြီးရဲ့ရက်ဆက်ပုံကိုပြန်ပြောပြသဖြင့်ရင်တီးလက်ခတ်ရင်ဘတ်စီတီဂယုနာမိုးကြီးရွာစေရမည်ဒါသာလျှင်ကျမရဲ့အားကိုးစရာမှန်တက်စရာရှိပါတယ်မယားတို့မိသည်ကိုကိုချစ်ခင်တွေ့တာသောသားကိုလည်းအားကိုး၍မှန်တက်တတ်သည်ယခုသူ့ကိုတွေ့ရပြီးသူ့သားကလေးမျက်နှာကိုပေးမြင်ဖို့ရာအရေးကြီးသည်မဟုတ်ပါလောသို့တည်းကျမရဲ့ခန္ဓာကိုယ်အတာဘုတ်ကိုကျမရဲ့တလုံးမြင်ခေါင်းကမတည်ယူနိုင်တော့ပါမြေတလင်းနေမင်းကပူတနဲ့နန်းတို့ဒေဝီတွေ့နိုင်ဟာပဲမို့လဲလူပြီးရေရပင်မခြင်းတို့ကြောင့်ဥခေါမှုနှောင်းလျက်မျက်စိများပင်တီဝေကုန်ကြစေဩဃာတလောကကြီးတစ်ခွင်လုံးကိုပင်တဲခွဲစွာမမြင်ရတော့ပါဖះတီးကြတဲ့ငွေပူရကင်းတက်မှခါရဲကမခံတာမချိတာအောင်တောင်းနဲ့မဆောက်နိုင်အိမ်တွေဟုစာဖွဲ့ရသောကပတ်စလေးအလင်းသည်ကျမရဲ့ရင်တစ်ပိုင်းကိုလေမုံတိုင်းဆင်ပါလေပြီလူတကိုယ်လုံးတုံရင်ဖြစ်လာခဲ့၏ခြေပြားလက်ပြားများအေးလာခဲ့၏ချွေးသီးချွေးပေါင်များကထမင်းနှစ်ထားတကယ်သို့ပေါ့ကံအားလျော်စွာမနေမဝေခရီးလမ်းဘေးတွင်ဇရက်ကလေးတစ်ဆောင်တွေ့ရပါတယ်ထိုဇရက်အောက်တွင်လှုပ်လေရွှေဘိုးတီတွန်သလိုလွန်၍တက်ခဲ့ရပါသည်ဇရက်ကလေးမှာအမိုးကရိုင်တိုင်ကရဲအချို့နေရာတွင်ကျမ်းပြင်တွေကျိုးပဲ၍ဆင့်ထိုးထားရသောတမ်းများပင်ပေါ်နေပါသည်ဇရက်ကလည်းရိုင်တိုင်လူကလည်းရိုင်တိုင်မခိုင်းလို့ချိုးတော့မှဖြင့်ကိုချိုးနေရမည်သို့သောတိုးတက်ပြင်းထန်လာသောကပတ်စလေးကကျမသားကလေးကိုကျွန်းဆောက်ဦးပြန်ဝင်နေပါပကောကြပြပါလာတဲ့အဝတ်ကလေးကိုခင်းရတယ်ရိုင်တိုင်ကိုပင်မိထားရတယ်ဈေးကင်းလောက်ချွေးတွေကနှစ်ထင်းနဲ့ရင်နှစ်ဖူးတို့ဝဲအမြုပ်ထ၍ထွက်လာကြပြီဇရက်ခေါင်အလင်ထက်နာကအဖော်ကွဲတဲ့တစ်တီတွန်းကကလေးကသူ့အမိကိုသူ့ဖော်၍တကြောပြန်တန်းသွားတယ်တစ်တီတူဆိုတဲ့အတန်ကကျမကိုမြင်၍ဖြစ်ပြီဘူးဟုအော်သွားတဲ့ရောင်ကြားလိုက်မိတော့တယ်ဟုတ်ပါရဲ့မိမတို့ဓမ္မတာအားကိုးရာချစ်ချင်းသည်ယခုလိုကာလအတွင်းကလေးလေးအရေးကြီးဆုံးဖြစ်တယ်စัจ जा မင်းသမီးဖြစ်တတ်ပြီးလဲတောင်ကြီးဘဝအောက်လက်နောင်လိုက်ရဂုံနှိမ်ချ၍ရွရလှုပ်ကြွေသူ့သွေးတည်းဆောင်းစီဆွဲကပ်မိရသားဖွာဤငါးပါးကိုလင်သားနှစ်သားမကွေရလျင်ထိုဝေဒနာကိုကြောကော့၍ခံလိုက်နိုင်ပါသည်ယခုအခါမျိုးမှာလင်လို့သူရဲ့ပြုံးပြတဲ့မျက်နှာကိုကြည်လျက်အားပေးသောလင့်စကားကိုနားယောင်ရင်သူ့လက်တစ်ဖက်ကိုအားကုန်ညှိလိုက်ခြင်းနဲ့အချိန်ကြီးပေါ့အခုတော့ကျမမှာအထီးကျန်တရိษံတမျှဓမ္မတာတဘာဝကိုပဲအားကိုအားထားပြရတော့မှာပါကလားရွှေနန်းတုံးနဲ့အုပ်ဘူဟင်ကားနနွင်သားရင်းပြရင်တွင်မတတ်တာခင်မျက်နာမြင်တော့သုံးဖို့မှမရှိကျမတယောက်တည်းငုံတီပြင်းပြလွန်လာတဲ့ဝေဒနာကအမိုက်တိုက်ကြီးတဲ့သို့မကြကျမအားဆွဲခေါ်သွားပါတော့တယ်မိနေရသောတိုင်ကလေးအားဖက်၍ကျိုးနေသောကြမ်းမောက်ကိုတဆင်ခြေဖြင့်တအားခံကအံကိုချိတ်၍မျက်စိမိလိုက်သည့်တခဏဝဲကျမ
လုံးဝမေမျောသွားပါတော့တယ်မိမြကြအောင်မိုးမေ့သွားသည်မသိဦးဝဲဟုတဆဆအော်နေတဲ့ကလေးအတန်ကဝေးရာမှတဲ့တကယ်ကိုကျမအနားရောက်လာခဲ့ပါပြီဟောငါမွေးပြီးငါကလေးငိုနေပြီဒီတိကချွေးတွေနေတော့လဲအယုတ်ချိုးပြတ်ကြနေတဲ့ကျမကိုအားအသစ်တွေလောင်းပေးလိုက်ပါတော့တယ်ပလက်အနေထားကတိုင်ကိုတွေ့ဖက်၍ကျမကိုမတ်ကြည့်လိုက်ရာကျမချေရင်ကားရတကြောအော်နေတဲ့ဖေးတူသားကလေးကိုဝမ်းသာလွန်၍မှုန်သွားလောက်အောင်တွေ့မြင်လိုက်ရပါတယ်ကိုရင်သွေးကိုချစ်ရမှန်းသိတဲ့မြတ်တာသည်အကျော်ပေါင်းတစ်ထောင်ပြန်နှစိတ်ဝင်လာကြပြီတာကလေးအားရင်ခွင်မှာပွေပိုက်သည်တစိမ့်စိန်ရိုးဆင်းလာသောသွေးမှဖြစ်တဲ့နှုတ်ရည်ကိုဆို့စီတယ်ကလေးငယ်ကသူ့တဘာဝတိကလေးနဲ့ဆို့ယူမြတောင်းလိုက်တယ်ထိုအခါကျမအားရပါရချုံပွဲချ၍အရသာတွေ့အောင်ငိုလိုက်ရသည်ဤအခါငိုရခြင်းကတော့အားကိုမဲ့၍လဲနဲ့ကင်း၍ဆင်းရဲရခြင်းနဲ့ကြောင့်ငိုမိတာတော့မဟုတ်တကယ်ဆက်လိုက်လျင်ကျမမိခင်ကိုကျမချစ်လွန်၍သာငိုရခြင်းဖြစ်ပါတယ်တွားလေသူမိခင်ကြီးမေတ္တာစေတနာတွေကိုယခုမှတိတိတတ်တာကိုချင်းစာလာနိုင်တော့တယ်သူ့အချစ်သူ့မေတ္တာတွေကိုကြွေးကြည်အောင်မှကျမပြန်မဆက်နိုင်ခဲ့ပါလားသားကလေးကနိုးဝါ၍အိပ်ပျော်သွားတယ်လို့ကျမမှလည်းအားရအောင်ငို၍မောလာခဲ့ပါပြီမောရာကနေရင်ငတ်လာရာကတီလာတပ်ပတောင်ကြီးတောင်ရဲ့ထိတ်ကိုရောက်အောင်တက်ခဲ့ရတယ်လို့မျိုးအပြောကျဲတဲ့အတီဝေခန္ဓာရောက်ကိုခရီးချမ်းဖြတ်တန်းလာရတယ်လို့မျိုးပင်ပန်းခဲ့ရတဲ့ဝေဒနာကတော့ရေကြီးတစ်ပေါက်လောက်ကိုအပူတပြင်းတောင်းတနေခဲ့ပြီဇရက်ပေါ်ကနေတော်ရန်တလျှောက်ပတ်ဝန်းကျင်ကိုလှမ်းကြည့်လိုက်တော့ရေရနိုင်တဲ့နေရာရေတွေ့နိုင်တဲ့နေရာစိန်ဆန်းတို့မှာမျက်စိတမျိုးအတွင်းမှာတော့လာမှမမြင်ရပါလေပင်တွေပူရင်တွင်းမှာလောင်နှခမ်းတွေကကွဲလောက်အောင်ကိုရင်ငတ်နေတယ်ဒီနှိမ့်ဆက်ခြင်းတွေကြောင့်တာအားရင်ခွင်ထဲမှာအဝတ်ခင်းကလေးပေါ်ကိုအသာအရာပွေ့ချလိုက်သည်ဘယ်နေရာအထိရေရှာရမယ်မသိသောခရီးတွင်နေပူတလျက်မထိစေလိုပါသွေးနှုတ်သားနှုတ်ဖြစ်သောကျမမှာခရီးကတော့မတွင်လှပြီရေကလည်းနီးနာမတွေ့ခင်တန်းလေးတစ်ခုကိုကြော်ဖြတ်လိုက်တော့အခါမှဆိုင်းရည်ကြတန်ကလေးကိုကြားလိုက်ရတယ်။တာယာသောကျင်းငတ်တို့ရဲ့ပြူငါရင်ကျိုးတန်တို့သည်တောဤခီတတန်ပြဖြစ်နေကြပါသည်။ခင်တန်းကလေး၏နောက်ွယ်အနှိမ့်ပိုင်းကလေးတွင်ကြောက်တုံကြောက်ခဲကလေးများကဝေးဝိုက်စီးဆင်းလာသောစမ်းကြောင်းလေးတစ်ခုအားတွေ့နေရတယ်။တွေ့စီးနေသောရေလျင်သည်ကြည်လင်အောင်မြတာမကအတွေ့ကလည်းအိမ်မြလာပါပြီတဖမ်းမြင်တပင်သည်စမ်းကြောင်းအားထီးမိုးထားတဲ့ကဲ့သို့အုပ်ဆိုင်လျက်ရှိတယ်စမ်းရည်ကိုကျမအားရပါရတောက်လိုက်တယ်မိမိကိုယ်တွင်အညစ်အကြေးဟုသည်များကိုတန့်ရှင်းစင်ကြယ်စေလိုက်တယ်ထိုအခါစိတ်ရဲ့ညဉ့်ညူးခြင်းကိုယ်ရဲ့ညဉ့်ညူးခြင်းတို့ကတမဟုတ်ခြင်းပပျောက်၍ကြည်ကြည်လင်လင်လန်းလန်းဆန်းဆန်းလေးဖြစ်သွားပါတယ်ထိုအခိုင်တဖမ်းမင်မောင်မမြောက်တအိုးရဲ့ဆူညံအိဟော်ပြေလွှတ်တန်ကထိတ်တလန့်ဖြစ်သွားစေရဲ့မြောက်မောင်မတကောင်ကသူ့ရဲ့တားငယ်ကလေးနှစ်ကောင်အားတကောင်ကိုရင်ဝင်တွင်းမှထားလျက်တကောင်ကိုကြောကတိုင်းဖတ်ထားပေးလျင်နီးရအကိုင်းတစ်ခုသို့ခေါ်ကူးလိုက်စေတယ်ဖះဒီမြောက်မနဲ့မိုက်လိုက်ပါပြီခလေးနှစ်ကောင်မနိုင်မနေနဲ့လွတ်မြကြလိုက်မှဖြစ်တော့ကျမကမြောင်မောင်မကိုအပြစ်တင်ရင်မော်ကြည့်နေတဲ့အချိန်မြောင်မောင်မကကျမကိုပြုတ်လို့ပြတဲ့ကြည့်ရင်တကွေတကွပြန်ရန်တွေ့နေပါရောထိုစဉ်အမေပြောသောပုံမြင်တစ်ပုဒ်ကိုရုပ်ချီးတရိယာလိုက်မိတယ်မြောင်မောင်မတကောင်ကသူ့သားကလေးကိုတစ်ပင်ပေါ်မှာထားခဲ့ပြီးအစာရှာထွက်တယ်တကောင်ကတော့သူ့သားကလေးကိုရင်အုပ်မကွာသေးပေါ်၍အစာရှာထွက်တယ်ဒီလိုစမ်းကြောင်းလေးတစ်ခုကိုခုံအခုကလေးကမပါလာတဲ့မြောင်မောင်မကတားတွဲလဲမြောင်မောင်မအားအပြစ်တင်လိုက်တယ်။နေ့မှာတားတွဲလဲသမီးတွဲလဲနဲ့မတော်လို့များလွတ်ကြရင်နေရင်ကြိုးရမှာလား။ထိုအခါရင်အုပ်မကွာမြောင်မောင်မကဟဲ့ငါသားသမီးလွတ်ကြလို့သေးအောင်ငါရှိမှသေးရတာကျေနပ်စရာရှိသေးတယ်။နေ့မှာသာမျက်စိကိုရနားကိုရပစ်ထားတာရက်ဆက်ရမကြဘူးလားနိုင်စားစရာရန်သူတွေကများနင့်သားသမီးတွေကိုများတက်ဖြတ်ချီဖြတ်လိုက်ရင်တော့မှ
နင်တွေ့လိုက်ရမှာမဟုတ်ဘူးနင်သာမိုက်လုံးကြည့်တဲ့အနန္တဟဲ့ဒီလိုပြန်ရန်တွေ့လိုက်တဲ့ပုံမြင်တစ်ခုကိုတတိယမိလိုက်တာဖြစ်တယ်ဟုတ်ပါရဲ့ကျမသားကလေးမွေးခါစားနေတာထွေးဇရက်ပေါ်မှာအဝတ်နဲ့သာထွေးမိခဲ့တာတောဝက်တောခွေရက်ဆက်တဲ့တာရဲ့တိရစ္ဆာန်ကများအန္တရာယ်များတဲ့ကြားမှာကျမထားခဲ့မိပါရောရေရှာလာတဲ့အချိန်ရေတောက်သုံးတဲ့အချိန်မှာအတန်ကလေးကြားခဲ့ပြီမဟုတ်လားကျမမှာတွေး၍ပူတိုင်းအပြေးကလေးပြန်လာခဲ့ရပါတယ်ဇရက်နာရောက်၍ဇရက်အောင်မျှော်ကြည့်လိုက်မိတဲ့နဲ့ဟောတော့ကိုချိုးတော့နေပါပြီဒီစကားတစ်ခွန်းသာអော်လိုက်နိုင်တော့တယ်ခန္ဓာကိုယ်ကငါပြောပင်ကိုဓာတ်နဲ့ပိုင်းလိုက်တယ်လို့ပဲဘိုင်းကနေလဲကျသွားပါတော့တယ်ကျမကလေးပျောက်ချင်းမလားပျောက်သွားပါပြီကျမသည်အရက်လေးမျက်နှာအနှံ့ရောက်ခဲ့ရပါပြီတားပြောက်မိခင်သည်ဘယ်ဝဲတောင်မြောက်ဘယ်ရွေးချယ်ဖို့မှမလိုတော့ပါရှေးနောက်ဝဲရာဒီသားကိုသာတွေ့နိုင်သောဒေသများသာဖြစ်နေပါတယ်အပူသေးများတွင်လင်ကိုမွေပေါက်တာကြီးရည်နှင့်တားငယ်စွန်ချီဗရာစာရဲ့အမျိုးသမီးကိုပရိဝေဒဖွဲ့တက်ကြပါတယ်သို့သောအချင်းဗရာစာရည်သည်မြောင်မောင်းမှပြောတကယ်သို့သူ့မျက်စိအောက်သူ့နာအောင်မှာကံရဲ့ဖန်တီးခြင်းဖြင့်တွေ့မြင်လိုက်ရတာမို့ဖြည့်ဆဲနိုင်အပ်ရှိပါသေးတယ်ကျမမှာတော့နိုးတကြိုက်မြသာဆို့ရရှာသေးသောလူဘဝရောက်ခါစားကလေးငယ်ကိုမျက်နှာလွဲခဲ့ပြည့်ဥပိ္ပခါလောက်ရတဲ့မိုက်ပြက်ကကောင်းကောင်းကြီးနှိမ့်ဆက်နေပါပြီကောကျမသားကလေးအသက်နဲ့ခန္ဓာကိုယ်မြဲလျက်ရှိနေပါသေးသည်တရိษံကိုက်ချီသက်ဖြတ်သွားလျင်သားငယ်လေးရဲ့သွေးစသွေးနာများဇရက်ကျမ်းပြင်ဝဲအထင်းသားပေချန်နေရခဲ့မှာပေါ့ကလေးကိုထဲ့တိတ်ထားစဉ်ထွေးနှွေးထားသောအဝတ်ကိုအနှီးပြု၍တရုတ်တရတိတ်ခဲ့ဖြစ်ဟာယခုတော့ထိုအဝတ်ပါမတွေ့ဧကန္နတစုံတယောက်သောခရီးသွားလူသားသာလျင်ဆောင်ကျင်းသွားတာဖြစ်ရမယ်ထို့ကြောင့်ကျမရှာအားရှိတယ်တရက်နှစ်ရက်မှတလားနှစ်လားတွေ့တယ်လို့စား၍သွားเสียလမ်းရှိသည်မြရှောက်ခဲ့ရတယ်ဟဲ့အမျိုးသမီးရက်လိုက်စမ်းတောအုပ်ကလေးတစ်ခုရဲ့အဝင်ငေါက်လိုက်တော့အတန်ကိုကြား၍ဘွားကနေတွေ့လိုက်ရသည်မှာဒလွတ်ကန်လူတယောက်ဖြစ်တယ်သူ့ပုံမှန်တဲ့တန်ကမသိန်းအနန္တတယောက်လိုမျိုးပုံပေါ့အကိုကြီးရဲ့ကျမဒုက္ခတွေပါကျမသားကလေးပြောက်လို့လိုက်ရှာနေတဲ့မိခင်မှာကျမကမျက်ရည်လဲရွှဲနဲ့အတနာခံလိုက်တယ်တစိမ့်ပြောပါရှင်ကျမလာသားကလေးတယောက်များကောက်ရထားတယ်ဆိုတဲ့တဲ့မကြားခဲ့မိဘူးလားမောင်ကြီးရဲ့တလွတ်ကန်လူဆိုသည်ကျမရဲ့ရုပ်အင်္ဂါကိုလေးဘက်လေးတန်းဖြစ်အောင်တသားမွေးတသွေးလာနေသောဘိုးလုံးကိုသုံးဆောင်ခံစားနေမယ်ရှိမိပါတယ်တားပြောက်တာများနှမရဲ့ဒီလောက်ကြီးပင်ပန်းကြီးစွာရှာဖို့လိုလို့လားလင်ရရင်တားရှိလာလိမ့်မပေါ့ဟာဟာဟာသူကတော့ဒီလိုဒလွတ်အစားသူ့လက်နှစ်ဖက်ဖြင့်ကျမအားဓမြတိုက်ပါတော့တယ်တောအုပ်ရဲ့အလေကဲမဲ့လူကမရှိရင်းနဲ့သူကိုဝါကိုရွေးဖြီးပြီးနဘေးသို့ချထားသောဓာတ်ကိုပြန်ကောက်ခါကဲငါနဲ့သာလိုက်ခဲ့မရမတ်သားမတ်ပေါင်းမယ်အဟောင်းတွေသာမေ့ပြလိုက်ကြားလားကျမရဲ့ဘဝမှာသူ့နောက်ကိုလိုက်ရုံမှအပအခြားဘာများတတ်နိုင်အောင်မလဲရှင်တောင်စီမမိုးကလေးတွေညိုလာပြီဆိုရင်ကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆိုတဲ့စကားပုံကိုသွားပြီးတတိယမိတယ်ရောက်ခမရဲ့နှိမ့်ဆက်ပုံအခြေဦးလင်သားနဲ့ကွဲရပုံအာကိုရမဲ့မိဖွားရပုံတားငယ်ပျောက်ချင်းမလားပျောက်ရပုံပြီးသည့်နောက်ကျမအားယခုလင်ကိုဆိုးရကအနိုင်ကျင့်ယူပုံများမှာကျမဘဝတခြားအောင်လို့တွားလျာရွာချတဲ့ကန်ဆိုးမှုမောင်မှုများသာဖြစ်ကြပါတယ်တခိုးကြီးရဲ့စရိုက်မှာအလုံးနဲ့လိုက်လောက်အောင်အပြောချမ်းအဆိုချမ်းသဘောချမ်းမနှောချမ်းကြီးပါချစ်တီဆိုတာတောင်မှအသေးထိအောင်ရုပ်ရင်းချမ်းတမ်းလွန်လာပါတယ်လင်ရလျင်တားရှိသည်ဟုသောစကားအတိုင်းမှာပဲယခုအချိန်မှာတော့သူ့ကိုမြည်၍သမီးကလေးတယောက်ထွန်းပေါက်ခဲ့ရပါပြီသူ့ပင်ဖြစ်လင်ကစားတောင်စီမမိုးကလေးတွေညိုးလာပြီဆိုရင်ဟဲ့ကောင်မပခတ်ထဲကကလေးငိုနေတာမကြဘူးလားမိုးချုံတန်နဲ့ကြိုတဲ့သူ့အတန်ကြီးကဓာသွေးနေရမှပေါ်ထွက်လာတော့ကြောင့်ကျမတကိုယ်လုံးတုံသွားပါသည်ပခတ်တွင်းမှ
တအဲတအီငိုနေသောကလေးကိုကောက်ချီလိုက်သည့်အချိန်တွင်ဝင်းတက်လက်လက်ဖြစ်နေသောငှက်ကြီးတောင်သားနှင့်သူအိမ်ပေါ်သို့တက်ခဲ့ရပါပြီ။ဘိုင်းနာမှလေဟောင်းနဲ့တားဟောင်းကိုစဉ်းစားရင်းမှော်နေလို့တမီးကိုနင်ကယူမဆိုင်တာမဟုတ်လား။နင့်သားကိုတဆွဲဆွဲတလန်လန်ဖြစ်ရအောင်ရွှေလင်ပန်းနဲ့အချင်းစေးခဲ့ရလို့လား။နင့်လင်ကရောဒေဝတဟကပိလက်ကတကြတာကီဝဲမို့လို့လားဟဲ့။ပြောဆူဆူနေပဲကျမအားဖနှောက်နဲ့ပေါက်လိုက်ပါတယ်။ဒီလိုကြောင့်ငုတ်တုတ်ကနေအိယာကိုပြင်းနဲ့ပြေးဆောင်တယ်လို့ခံလိုက်ရပါတယ်။ကလေးငယ်ကဆူဆူဝဝအော်လိုက်၍ငုတ်ကြည့်မိရာသမီးကလေးရဲ့ငယ်ထိတ်မှာတွေးချင်းချင်းနေနေတာတွေ့လိုက်ရပါတယ်။ကံအားလျော်စွာမောင်မင်းကြီးသားကကျမတို့သားမိနာတော့မလားပဲရက်နေရကတထွေးတစ်ချက်ထွေးလိုက်ရင်အိမ်မော်ကဆင်းသွားပါတော့တယ်။အခုလိုသူ့သမီးကထိပ်ပေါက်ခေါင်းကွယ်ဖြစ်သွားတာများမြင်လိုက်ရရင်သူ့လက်ထဲကသွေးပြီးကစတရွက်ကကျမရဲ့သွေးချင်းချင်းနေစရာသာရှိပါတော့တယ်။သမီးကလေးရဲ့ခေါင်းမှာတိုင်းနဲ့ဆောင်းမိတော့ကြောင့်လက်တစ်စက်လောက်ပေါက်ပြဲသွားသည်ဖြစ်ရာကြမ်းမိကြံရာနနွဲနဲ့အတင်းအသေး၍ကလေးနဲ့ရောပြီးငိုမိပါတော့တယ်။ကျမမှာကြကြနေ၍မဖြစ်တော့ပါ။သူပြန်လာ၍ကလေးတန်ရာတွေ့လျင်ကျမကိုမှပါတန်ရာတွေအပြည့်ဖြစ်ရတော့မယ်။လူဆိုးဓမြဖြစ်စေကမူသူတပားကိုသာတက်ဖြတ်နှိပ်စက်လင်ကစားသူသွေးသူသားကိုတော့လေးလေးပင်ပင်ချစ်ကျင်နိုင်ရကောင်းမှန်းသူတည်သည်မိခင်တယောက်အနေနဲ့6 လလွယ်10 လမှဖွာရသောကြောင့်ဖခင်လို့သူထက်အကျဉ်းနာတရားပိုသည်ဖြစ်ပါစေသူ့တော်သားကြမ်းကြုတ်မှုတွေကိုအသက်အန္တရာယ်အထိကြောက်လန့်လွန်လာပါတယ်ဆေးဝါးသိပ်၍နှုတ်တိုက်ပြီးတာနဲ့တပြိုင်နက်တည်းကလေးအိပ်ပျော်တဲ့အချိန်သူမပြန်လာခင်ကိုထွက်ပြေးခဲ့ရပါတော့တယ်တားငယ်ပျောက်ဆုံး၍တစ်နှစ်အကြာသမီးငယ်လေးတယောက်ကိုခွဲပစ်ခဲ့ရပြန်ပါပကောကန်ဆိုးမှသွားရာမိုးဘယ်ထိလိုက်ရွာအောင်မသိရစချိုးပြီးအနီးညောင်ညိုပင်ကြီးဤအေးရိတ်သားသည်ဘိက္ခုနီဝိဟာရကိုထွေးပိုက်ထားလေသည်တခါတရံကျောင်းပရဝုံမြေခင်းတန်တန်၌ဘာယာနတိမှလဲကုန်သည်များခရီးတစ်ထောင်နားထကြသည်မှလွယ်၍လူတန်သူတန်စိတ်ငြိမ်လျက်ရှိပါသည်ထို့ကြောင့်တရားရသောယောဂီများအဖို့နှင့်လောကီနှင့်မှရှောင်ပုန်းအောင်ရာပရိယူပဒေတာဖြစ်သည့်နေတို့ကျမအတွက်လည်းလင်္ကမိုက်သားဒေါသသမား၏ရန်အန်တရေကိုပုံအောင်မိခိုရာဖြစ်နေရပါသည်ကျောင်းထိုင်ဘိက္ခုနီကဒုက္ခတဲ့ကျမအားအပူကိုတိရာရီဖြန်း၍လက်ကမ်းကဲတင်ထားသည့်အချိန်ကာလအားဖြင့်တော့15 နှစ်ကြာမြင့်ခဲ့ရပါပြီဤကြောင့်ထဲသို့ရောက်သည့်နေ့မှစ၍ကာမဘောဂီလူလောကီသားများ၏ဒုက္ခနောင်ဖွဲ့ခြင်းခံရတတ်ပုံကိုနားချ၍တရားပြလေရှိပါသည်ကိုယ်တိုင်ကကြာညိုနှံ့တင်သောဥပလဝနာထေရီကြီးကဒုက္ခမင်းငြိမ်ပြီး၍သာယခုလိုအချွတ်တရားရခဲ့သူဖြစ်ကြောင်းနှင့်ဘိက္ခုနီသာသနာ၏ကျေးဇူးရှင်ဖြစ်သောမိထွေးတော်ဂေါတမီအားလည်းကြည်ညိုမြတ်နိုး၍မဆုံးဖြစ်နိုင်ကြောင်းကိုနေ့စဉ်နဲ့မျှဟောပြောတတ်ပါတယ်။ကျမမှာဝိမကုံတက်ရည်သည်လားတော့မသိသာသနာတော်တွင်သို့ဝင်ရောက်ခိုလုံရန်အကြံမထမြောက်နိုင်သေးပါ။အာတဝေါမကုံသည့်ကာမဘုံမှာယာကအဟုန်လှိုင်းရိုက်ခတ်ခြင်းခံနေရသည့်ကိုဝမ်းနာကိုသာသည့်ဖြစ်ပါသည်။ရှက်ရမည်ကိုလည်းမရှက်နိုင်ကြောက်ရမည်ကိုလည်းမကြောက်နိုင်တဏှာပေမဤငိုရရိုရပူရပင်ရဆင်းရဲခဲ့သည်များတို့မှာအမှုပြေသည်နှင့်တပြိုင်နက်ဓနုကိုမောကြည့်ရသောထရေသမားကဲ့သို့ဖြစ်နေပါသည်အမကြီးရဲ့ရိုင်းနယ်လို့တော့မအောင်မိပါနဲ့အမကြီးကိုမြင်မြင်ချင်းကျွန်တော်စိတ်ထဲမှာမနေနိုင်မထိုင်နိုင်အောင်ချစ်မိနေပါပြီဟဲ့မြတ်စွာဘုရားကဲတော်မူပါကျမကသူ့ရဲ့စကားကိုကြားကြားချင်းရင်ကုန်မ၍တအံ့တောကြီးမိပါသည်သူကလေးကဘာယာနတိပြည်မှလဲကုံတဲ့အဖွဲကောင်းဆောင်ကြီးရဲ့ရင်းနှစ်တီးချလူလင်ပြိုကလေးသာဖြစ်ပါသည်သူ့အသက်မှာ16 နှစ်ဝန်းကျင်များဖြစ်ပါသည်တကယ်ဆိုတော့ဘိက္ခုနီကျောင်းသားတွင်လက်စခန်းချ၍သူတို့သားအဖတဲခုနေစဉ်အတွင်းသူ့ကိုကျမကစတွေ့ခြင်းဖြစ်ပါတယ်သူ့မျက်နှာသူ့အမူအရာသူ့ပြောပုံဆိုပုံအတန်ကလေးကကျမအားမိမသားတမ်းမဲ့သူ့အရှိကိုအရောက်သွား၍မိစေဖွဲ့ဖြစ်အောင်ဆွဲငင်လိုက်ပါတယ်။သို့တော့
သူကမြင်မြင်ချင်းကြိုက်ပါသည်ဟုဒုံတိုက်တိုက်ကြားကိုက်ကိုက်ဆိုပြန်တော့မူးမိုက်သွားပြီးရင်ထဲတွင်တလက်လက်ခံစားလိုက်ရပြန်ပါသည်သူ့ကိုနောက်ထပ်အတွေ့မခံတော့ပါအတွေ့ခံ၍လည်းမဖြစ်နိုင်ပါသူရိမ့်ရိုင်အောင်ကိုမငင်ထားဖို့ဆိုပေမဲ့သူသိလျင်တော့ကိုပါလိမ့်မည်ကိုကိုစိတ်ကိုရိမ့်မိပါသည်တကယ်ဆိုတော့သူကလေးကကျမအနာထားပြီးကြည့်ချင်တော့တာပဲကျမသိတယ်သူတို့လက်အုပ်ကြီးတရွေ့ရွေ့ထွက်သွားသောအခါသူကလေးကလက်တဆန့်ဆန့်မျောငေးရှာဖွေရင်ပါသွားပြီးတကယ်သူကျောင်းပရဝုံအတွင်းတနေရာကကိုမျက်ရည်ကိုတိုး၍ကြံရိတ်ခဲကသူကကျမသားလင်ဖြစ်ပါတော့တယ်32ပုံဆိုတဲ့လောကမှာတတဝါတိုင်းဟာမတိ၍လိုချင်ကြတယ်လိုချင်တော့တောင်းတကြတယ်တောင်းတတော့ပြုလုပ်တယ်ပြုလုပ်တော့ရတယ်ရတော့မှဒုက္ခလုံးလုံးကြီးဖြစ်တတ်တဲ့ချစ်သမီးဘိက္ခုနီဆရာတော်ကကျမအားတရားဟောလို့မှမပြီးသေးခင်လက်ခလောက်တန်နွားချူတန်လူတွေရဲ့နုံညိုညံ့ညံ့အတန်မျိုးစုံကြားလိုက်ရခြင်းတို့ကြောင့်ဝက်ပြနေရကခေါင်းထောင်ရထားကြည့်လိုက်မိတယ်ဘာယာနတိကလက်ခုံတဲ့တစုရောက်လာကြပြန်ပါကောဆရာတော်ကကျမရဲ့ရင်တလောင်စုနေတော့ယာကစိတ်ရိုင်းကိုအထင်းသားမြင်လိုက်ပုံရပါတယ်ထို့ကြောင့်ကျမလှမ်းမြော်ကြည့်ရာလက်စခန်းသို့တစ်ချက်ကြည့်လိုက်ရင်ဒုက္ခဟုညှိတွားပြီးအခြားသို့သာထွက်သွားပါတယ်မနစ်ကကွယ်ကွင်းသွားခဲ့ရသောမောင်ကလေးကိုတွေ့လိုက်ရသည့်အာသာမှာထင်းချုပ်ဖုံးဖိရမှဖြုံးကနေဖွင့်ကန်ထွက်တယ်လို့ထိုးထွက်ကုန်ကြတယ်ကျမကကျောင်းပရဝုံကိုပြေးထွက်သူကလည်းဆွတ်ဆွတ်ရွရွပြေးအဝင်ကျောင်းမို့ဦးဝါတွင်နှစ်ယောက်သားဆုံမိကြပါတယ်အမကြီးကျွန်တော်ကိုကြည့်ပါအောင်မနစ်ကနဲ့တူသေးရဲ့လားဝမ်းနဲ့အားငယ်မျက်စိတငယ်နဲ့ပြောရှာပါတယ်ဟုတ်ပါတယ်သူ့ရဲ့ပြုံးမြင့်နုနဲ့ချစ်စပွဲသောအသွင်အပြင်ကလေးမှာနေထီသောကုမှုဒရာကဲ့သို့ညှို့ခွေပြုတ်ပြောင်းလျက်ရှိပါတယ်သူ့ကိုတောစပေယုံအောက်သို့ခေါ်ဆောင်လာခဲ့ရပါတယ်ကိုအသက်နဲ့ထက်ဝက်กว่าတဲ့မိန်းမတယောက်ကိုဒီလောက်တောင်ဆွဲလိုက်ရသလားကွယ်ကျမကရင်ထုမနာနဲ့ပြောမိပါတယ်ထိုအခါသူကလူငယ်မှန်လူငယ်ထန်နဲ့ပြန်ပြောလိုက်ပါတယ်အသက်ချင်းကွာတာနဲ့မေတ္တာရောရတော့မတည်လားအမကြီးယာကဆိုတာမီးလိုပဲမီးပုံဟာသေးတယ်ကြီးတယ်ရဲလို့အရွယ်ခွဲခြားပြီးအထင်သေးလို့မရပါဘူးသူ့ကိုထီရင်သူ့ကိုဆွဲမိရင်ပြတ်သက်ပြအထီလောင်နိုင်တာပါပဲမွေဆိုးကလေးလက်ညှိုးလောက်ဟာလဲလဲဝင်ရိုးလောက်ရှိတဲ့မွေဆိုးတစ်ကောင်ရဲ့အစိတ်ကိုတန်းတူလိုက်နိုင်တာပဲမဟုတ်လားကျွန်တော်ရင်ထဲမှာမီးလိုဘူးလို့အစိတ်လိုတက်နေတာအမကြီးမတနာဘူးလားသူ့စကားကြောင့်သူ့အားကျမရင်ဝင်ထဲပွေ့ပိုက်ထားမိပါတယ်သူ့အထီတွေ့သည်မိခင်ကသားတအူအားထွေးနှွေးရတယ်လို့လေးလေးနက်နက်ခံစားမှုဖြစ်ပေါ်လာပါတယ်မင်းဖခင်ကခလေးကိုမုတ်ပေးကြိုက်တယ်လို့ဆွဆွဲတော့မှာပဲမောင်လေးကျွန်တော်အဖေဆုံးရှာပြီလေအနေစာအခုကျွန်တော်ကအဖေနေရာမှာအုပ်ချုပ်ရတဲ့ကုံတင်မှုကိုဒူးကိုချွန်ရမယ်ဘွာပါအချုပ်ချင်မရှိတော့ဘူးဒီတော့အမကြီးကျွန်တော်နဲ့လိုက်ခဲ့ပါတော့ကျမကယူရတဲ့မျက်လုံးဖြင့်သူ့ကိုကြည့်ရင်မျက်ရည်ကျမိလာတယ်အမကြီးကျွန်တော်ကိုချစ်လို့မနေရမို့လားအမကြီးတည်တာတော့မောင်လေးကိုအမြဲကြည့်နေချင်တော့တာပါပဲကွယ်သူကကျမလေးပင်ကိုဖတ်၍လက်နှစ်ဖက်နဲ့ရက်တိုင်းလိုက်ပါတယ်လိုချင်တာတော့ရပါပကောကိုစိတ်ချမ်းသာ၍ဝမ်းသာရတယ်ဆိုတာထက်သူကျင်နေတာကိုမြင်၍ကျမကြည်နူးရပါတယ်ကျမတို့နှစ်ယောက်ဒိုးထုပေါင်းဘက်ရောင်းဝယ်ဖောက်ကားရင်ခရီးသွားနေရသည်မှာပျော်စရာအနန္တဖြစ်ပါတယ်ရာဇချိုပြီးတာဂေတဘာယာနတိတက္ကသိုလ်တာဝတိကပိလဝမြို့ကြီးပြကြီးတိုင်းပြည်အနှံ့ရောက်ခဲ့ပါပြီရောက်လျာတိုင်းတိုင်းပြည်တိုင်းမှာဗုဒ္ဓရဲ့အဆုံးအမခံယဟန်ယောက်ျားယဟန်မိန်းမများရဲ့သင်္ကန်းရောင်တို့ကထိန်ဝင်းပြောင်ဝင်းဝါနေကြသည်မှာအထောင်မကအတောင်မကရှိပါသည်ဂရီဂရာကျွယ်ဝသောတထေးကြီးများသည်များပြားကျယ်ပြောသောဥစ္စာတို့ကိုစွန့်ပစ်လျက်တပိတ်တလုံးတုံးတိမ်များသောသင်္ကန်းတို့ဖြင့်တောထွက်သွားကြကြောင်းစသဖြင့်လဲကြားရတွေ့ရပါတယ်မျိုးစားရွာစားတိုင်းပြည်အချို့တ
တိုင်းရှိပြည်ရှင်ချို့ကလည်းအာနာဩဇာကိုလွှတ်ပြေးပြီးမာမာနာကိုချခင်းကရဟန်းဖြစ်သွားကြသည်ကိုလည်းကြားသိရပါတယ်ငယ်ရွယ်နှုတ်နေသောတထေးသမီးများပင်လည်းရဟန်းပေါင်ကျော်ဝင်ကြသည်မှာမထိုးဆန်းသလိုဖြစ်နေကြပါပြီသို့သောရာဇချိုပြည်ပြည့်ရှင်ဗိမတာယအိမိဘုရားတစ်ပါးဖြစ်သောခေမာဒေဝီတယောက်ယဟန္တာမှာဖြစ်သွားသည်ဟုတဲ့တဲ့င်းကဩဂေါဒီယကြီးလာပါသည်ခေမာဒေဝီသည်အလွန်အစင်းလှသောအမျိုးသမီးဖြစ်ပါသည်ဘယင်သောဒနာဤချွေးမတိတ္တကုမာယဤတောင်ညာဆန်ရတော်တရားမိဖုရားကလွယ်၍16ပြည်တောင်လုံး၌ခေမာမိဖုရားသာလျင်အလားဆုံးအချောဆုံးဟုသတ်မှတ်ထားခဲ့ကြပါသည်ချောသလောက်လှသလောက်လည်းသူ့ယူပါယုံအတွက်မာနတတ်သူဖြစ်ပါသည်နိစ္စတူကသူကိစ္စများကအသက်ရှင်ရန်ထပ်ပင်သူ့အစင်သူ့အလှသူလာသည့်ထက်လှချောသည့်ထက်ချောရန်မုံမှန်ပြုပြင်ခြေလဲချင်းကသာဝေယဝဆကိစ္စသည်အရေးကြီးသည်ဟုဆိုကြသည်ဤ၍ဤမြကိုအစင်ကိုအလှကိုတတတာဖြင့်မာနတွေရှင်ဝင်ပိုက်ထားသောမိဖုရားတစ်ပါးကဖျားရှိရာဝယ်လွန်ဝန်ကျောင်းတော်သို့အလဲတစ်ခေါက်ရောက်ပြီးသည့်နှစ်တစ်ပြိုင်တည်း3000ကျော်စံကေတာကိုပယ်၍ဖန်ရည်စွန်းသောအဝတ်ငါးထည်များကိုဝတ်ဆင်ကဆင်းရဲညွန်ညင်စွာတရားရှာနေသည်ဟုသည့်တဲ့မှာအထူးသဖြင့်အလှပကြိုက်သောအမျိုးသမီးလောကအတိုင်းဝိုင်းတွင်အတော်တုန်လှုပ်သွားကြပါသည်ဤတဲ့ကိုအတွင်းကျပြောပြသူမှာရာဇကြိုပြည်ကဂုံတင်မလေးတစ်ယောက်ပင်ဖြစ်ပါသည်ကျမတို့နဲ့အယောင်အဝယ်တွင်ဖောက်တယ်ဖြစ်နေသောကြောင့်တယောက်နဲ့တယောက်အတော်ခင်မင်ပွန်းတီးနေသူဖြစ်ပါတယ်ထိုတငယ်မတွင်မိဘမရှိအခိုင်းစီအချွေရံများဖြင့်သာဂုံတယ်ဘဝကိုလောက်ကင်စားတောက်နေသူဖြစ်ပါတယ်တကယ်ဆိုရလျင်စီးပွားရေးအဆက်အသွယ်ကြောင့်မဟုတ်ပဲသူ့ရည်မွန်ခြင်းသဘောတကာယကောင်းခြင်းပြိုမြင့်မှုနဲ့ချစ်စပွဲရှိခြင်းကြောင့်ချိုသာသောအပြောအဆိုအမူအရာတို့ကြောင့်မြင်ချင်းကျမကတွေ့တာမိတယ်လို့သူကလည်းကျမအားအမအရင်အတော်ရင်တပွဲချစ်ကြည်ညိုလာရခြင်းဖြစ်ပါသည်ဒီလောက်ချောတဲ့လှတဲ့ကိုမိဖုရားလေးတစ်ပါးသာယဟန်ပြုတ်ဖို့အလွယ်တကူခွင့်ပြုပေးလိုက်နိုင်တဲ့ဗိမတာယမင်းကြီးကတော့အံ့ဩစရာပဲနော်ဒူမလေးကျမကဝေဖန်လိုက်သည်ကလေးမကထောက်ခံတယ်လို့ချစ်စရာကောင်းအောင်ခေါင်းကလေးစောင်းငင်လိုက်ပြီးကျမကတော့ကျမရဲ့အသက်အရွယ်နဲ့အခုအစင်းယူပါကိုတော့မစွန့်နိုင်သေးဘူးမင်းကတော့ငယ်သေးတာကိုငယ်တဲ့အရွယ်ဆိုတာပန်းဝဲမုံကိုလိပ်ပြားတွေကြိုက်တယ်လို့ကာမဂုဏ်ကိုကြိုက်ကြတာပဲဒါဖြင့်အတော်ကရောကြီးလာလို့မကြိုက်တော့ဘူးလားအေးကြီးလာတော့လေကြိုက်ရကောင်းမှမဟုတ်တော့ဘူးလို့စဉ်းစားတတ်လာတယ်အတော်လိန်ပြောတာပါအတော်ကသာကြီးနေရအတော်ယောက်ျားကလေးကငယ်တုံးချောတုံးတန်တုံးမြန်တုံးမဟုတ်လားလူဆိုတာကကိုယ်တိုင်ပြိုမြင့်လို့နေနေရတခုပဲနှစ်သက်ကြတာမဟုတ်ပါဘူးကိုလင်ကိုမေယာကိုသားကိုသမီးတို့ရဲ့အလားအပါပြိုမြင့်လို့နေခြင်းကိုလည်းတိုက်မှတ်ကြတာပဲမဟုတ်လားငါတူမစကားကတဘာဝကြပါတယ်ကျမသူ့ကိုချီးမွမ်းရင်းရေသွမ်းသွေးလိုက်ပါတယ်သူကတော့ကျမကိုရွှွှွှွှဆဆကြည့်ပြီးအတော်သိကံကောင်းတာပဲပြန်၍ချီးမွမ်းလိုက်တယ်မင်းဆိုလိုတာကလင်းငယ်ငယ်ချောချောလေးရထားတယ်လို့ဆိုလိုချင်တာလားဒီအပြင်ပါရှိအောင်မလဲတော့ရဲ့အေးလင်းသူ့ကိုလင်းအဖြစ်နေရတာထက်တားအဖြစ်နေရထားတာကိုပိုပြီးနှစ်သိမ့်နေရတာငါတို့မှမသိလို့ပြောတာပဲသူ့ကိုငါချစ်တာဟာတားကလေးလိုတပိုင်းမှာပဲလင်းဆိုတာတခုတည်းနဲ့သာသူ့ကိုချစ်နေရရင်တော့ခုချိန်ဟာငါရင်ခွဲပလက်ဖြစ်နေရမယ့်အချိန်ပေါ့အတော်စကားကလည်းစမ်းကြည့်လိုက်တာမင်းအခုနကတဘာဝကြကြပြောတယ်လို့ငါစကားဟာလေတဘာဝကြစီပါမယ်ကွယ်မထူးဆန်းပါဘူးဘာဖြစ်လို့လဲဆိုတော့သူနဲ့စတွေ့တဲ့အချိန်မှာငါရဲ့အသက်ဟာ30ကျော်35နှစ်လောက်ပေါ့အဲ့ဒီအရွယ်နဲ့အစင်းဟာကာမဂုဏ်ကိစ္စနဲ့ပတ်သက်ရင်အသုံးဝင်သေးတဲ့အရွယ်မဟုတ်လားဒီတော့သူငါ့ကိုတန်တန်ဆွဲချစ်ခဲ့တယ်နှုတ်မခွဲသေးတဲ့သမင်ကလေးဟာသူ့မိခွင်ရင်ခွင်ထဲမှာအမြဲတိုးခွေနေတယ်လို့နေခဲ့တာမနှောမရပရများကိုရတဲ့ဆင်းရဲသားလို့ပေါ့အရေးတကြီးကြီးနဲ့ကြည်နေခဲ့တာအခုတို့အကြောင်းပါခဲ့တာက9နှစ်ရှိပြီလေ9နှစ်တောင်ရှိပြီ9နှစ်ဆိုရဲလာပိုင်းရက်ပိုင်းတွေဟာဘယ်ပစ္စည်းပဲဖြစ်ဖြစ်ဟောင်းနွမ်းပျက်စီးတတ်ကြတာတဘာဝပဲ
ရာဆိုတာလေသစ်ဆွေးကိုချခိုက်တယ်လို့ဘီဇနာနဲ့အမျှမတိမတာကြိုက်နေတော့တာမဟုတ်လားဖြက်စီးနေတာမဟုတ်လားဒီလိုပဲငါကိုကာယကိုအသားရီမတောင်းတင်တော့ဘူးငါအတန်တောင်မှတီတီတတာအတန်မျိုးမရှိတော့ဘူးအစကတည်းကသူ့အမသူ့အတော်လောက်ရှိတဲ့အရွယ်ကနေအခုအချိန်မှကျတော့သူ့အမေသူ့အဖွားအရွယ်လောက်အထိကိုရင့်ရော်အောင်မင်းလာခဲ့ပြီလေဒီတော့ပြိုမြင့်လန်းဆန်းခြင်းကိုသာအစင်တောင်းတနေကြတဲ့ယောက်ျားပြိုကလေးများဖို့ရာသူတို့အသုံးဝင်စရာမဟုတ်တော့ဘူးလေဒါကြောင့်သူအမြဲပဲကျမရဲ့စကားကိုအစမတတ်ဖဲရထားခဲ့လိုက်တယ်ဒါကိုကောက်ခါငင်ခါနဲ့သူကမေးတယ်သူမမေးလိုက်ပုံကတော့သူအမြဲပဲဘာဖြစ်တယ်လဲတော့ဆက်ပြောစမ်းမှာသူအစောတလင်စိတ်ဝင်စားလာသည်ကိုကကျမကအေးဆေးတင်ငင်စွာပဲပြန်ဖြေပြလိုက်ပါတယ်သူအမြဲပဲတက်တူရွယ်တူပြိုမြင့်တဲ့အချစ်တစ်ကိုရှာနေပြီပေါ့ကလေးမကကျမရဲ့မျက်နှာကိုရှက်ကိုရှက်ကန်းတစ်ချက်သာကြည့်၍မျက်လွှာချပြလိုက်တယ်ထို့နောက်ဘာစကားမှဆက်မပြောတော့ပဲအတန်ကြာအောင်လက်သေးကလေးနဲ့နေရာထိုင်ခင်းကိုကုတ်ချစ်နေတယ်ထို့ကြောင့်သူ့ကိုကျမကကျင်နာစွာနဲ့ပဲဆက်ပြောလိုက်တယ်ရှာလို့တွေ့ရင်လည်းငါသဘောတူမှာပါကွယ်အတော်ကသဘောတူမဲဟုတ်လားတူရမှာပေါ့သူပြောနေတာကိုမြင်ရင်လေငါကလည်းပြောနေရမှာကိုငါကနွားဆက်ခွက်ထဲကခွေးလို့အလကားတဝင်းတူနေစရာမှမဟုတ်ပဲအေးငါကြောင်းကြတာကတခုပဲရှိတာငါ့ကိုလေမရလို့ကာမဂုဏ်နဲ့မပေါင်းမှကြောင်မဟုတ်ဘူးသူ့အဘကငါထွက်သွားရမှာကိုပဲငါစိုးရိမ်မိနေတာပါခလေးမဒီချစ်စပွဲကောင်းအောင်ကျမကိုကြော၍ရာစကြိုပြည်ကြီးရဲ့နောက်ခံတောင်တန်းကြီးရဲ့ထိပ်ဖျားကိုမျောကြည့်နေရှာသည်ကျမကသူ့အကဲကိုတထိတ်ထိတ်နဲ့ကြည့်နေရတယ်ကျမအတော်ကိုဖွင့်ပြောတော့မယ်ကျမအတော်သာစိတ်မဆိုးဆိုရင်ပေါ့လေသူ့အတန်ကလေးကမဝင်မရဲနဲ့ပေါ်ထွက်လာတယ်သူ့မျက်လုံးအစုံမှာနှီးရီကလေးများဝေ့နေတယ်ကျမမျက်နှာကိုကသူမကြည့်ထို့နောက်ဆက်၍မပြောပဲတန့်နေလေသည်အတော်စိတ်မဆိုးပါဘူးကွယ်သူမင်းကိုချစ်ရေးဆိုတာရောမင်းကသူ့ကိုပြန်ချစ်နေခဲ့တာရောမင်းရှက်လို့မဖွင့်ပြောချင်ရင်တောင်မှမပြောဘဲနေနိုင်ပါတယ်ငါကမင်းတို့နှစ်ယောက်ထက်အသက်ထက်ဝက်လောက်ကြီးတာမဟုတ်လားဒီတော့လေလောကဒဏ်ရဲ့အတွေ့အကြုံဟာမင်းတို့ထက်နှစ်ပြန်နှစ်ဆရင့်ကျက်နေတယ်ဆိုတာပြောစရာလုံးမထင်ပါဘူးအေးတခုတော့မင်းစီကတောင်းခံချင်တာရှိပါရဲ့ဘာများတောင်းခံမှလဲတော့ငွေလားပစ္စည်းလားကျမပေးပါမယ်ငွေလည်းမဟုတ်ဘူးပစ္စည်းလည်းမဟုတ်ပါဘူးငါမျက်မှောက်ကနေပြီးသူ့ကိုဆွဲထုတ်မသွားပါနဲ့လို့ကျမရဲ့စကားအဆုံးသတ်မှာအတန်မပီတဲ့အထိစိုးနဲ့ခြေခွဲသွားရတယ်မျက်ရည်များကဟိတ်မဝင်တာကစီးနေများပြောကြသလိုပေါ့ကလေးမကကျမရဲ့ခြေပပုံးနှစ်ဖက်ကိုသူ့လက်နဲ့ထိပြီးခေါင်းငိုက်ဆိုင်ချလိုက်ပါတယ်သူ့မျက်ရည်များကကျမခြေပေါ်ဝဲပူနွေးနွေးကလေးအတွေ့ကိုပေးလိုက်သည်ကျမကကျင်နာခြင်းပြေဝခြင်းနဲ့အတူသူ့ရဲ့ပခုံးနှစ်ဖက်ကိုထူမပေးလိုက်တယ်သူ့မျက်နှာကလေးမှာမျက်ရည်အရွှဲသားဖြင့်အာကိုခြင်းကြည်ညိုခြင်းချစ်ခင်ခြင်းတွေ့တာခြင်းကယုဏရှိခြင်းတို့ကိုမထိန်မဝက်တင်ပြနေရှာတယ်ကျမနဲ့သူကအမေမျက်စိအောက်ကနေဘဲမှမရောက်စေရပါဘူးကျမခရီးပေးပါတယ်ထချစ်သမီးမင်းလိုချင်တာရပါစေမယ်လိုချင်တာတော့ရကြပြန်ပါကောလောကသုံးပါးတွင်တမ္မာတန်ဗုဒ္ဓဟူသောဖွဲ့ကြီးကိုလက်ခံပြီးသားဗုဒ္ဓသည်မိဂဒဝန်တော်၌ပစ္စဝက္ကိငါဦးအားဓမ္မစကပဝတ္တနာတုတ်တံကိုဟောကြားတော်မူသည်ဟုစဘူတေကျွန်းတခွင်လုံးဝတ္တုံမီဟိကတရင်စကားအဆင့်ဆင့်ကြားခဲ့ကြသည်ထိုတရားဝယ်လိုချင်တာမရခြင်းဒီကလည်းဆင်းရဲခြင်းဤဟုသောဒုက္ခသစ္စာကိုဖော်ပြတော်မူကြောင်းကြားဘူးကြသည်ယခုကျမတို့၃ယောက်လုံးလိုချင်တာကိုတူညီစွာရရှိနေကြပြီဖြစ်၍ကျမတို့စိတ်ချမ်းသာပျော်ရွှင်နေကြသည်ဒီကြားထဲကျမရဲ့အတွေ့အခေါ်သည်ဥတီချမ်းမရှိသောပြဿနာစီသို့ရောက်သွားမိသည်
ငါလိုချင်တာဤမြတာဖြစ်ပါသလားငါပျော်ရွှင်ချမ်းသာနေခြင်းသည်ဤအတိုင်းစထဲတွင်ပင်နစ်မြုပ်နေခြင်းအဆုံးသတ်ဖြစ်နေပြီလားဗုဒ္ဓဟောသောလိုချင်သည်ဆိုတာဘာကိုဆိုလိုသနည်းဆင်းရဲသည်ဆိုသည်မှာအဘယ်ဆင်းရဲခြင်းမျိုးနည်းကျမတွေးတောနေစင်မှာပဲသမီးကအမေဘာစဉ်းစားနေတယ်လဲအမေမျက်နှာကတစုံတစ်ခုတည်းကိုနက်နဲ့ဆူဆိုက်ထားတဲ့စိတ်ဖော်ပြနေပါလားအမေစဉ်းစားထားတာသမီးကိုပြောပြစမ်းပါကျမမှာအပြစ်ရှိသလားကျမတို့ယောက်ျားမှာအပြစ်ရှိသလားကျမလေးကလေးမရဲ့မိကွန်းကြောင့်တတိပြန်ဝင်လာတယ်ကျမတို့ယောက်ျားဟုတုံးလုံးလိုက်ခြင်းကြောင့်လဲကျမထိတ်ခနဲကိုလန့်သွားရတယ်ရှာစနိုးဖြစ်သွားတယ်သို့တော့သူ့မျက်နှာကကျမအားရိုသေကျွန်းွန်ခြင်းကိုထင်ရှားနေစေခဲ့တယ်သူကကျမကိုမိခင်အမေဟုခေါ်သည်ကျမကလည်းသမီးကလေးမဟုခေါ်ခဲ့သည်ဤမြကျမတို့ချစ်ချင်နာနေကြသည်ငါသမီးမာရောသူ့မှာပါအဖြစ်မရှိပါဘူးကွယ်ငါဆင်းရဲခြင်းဆိုတာကိုစဉ်းစားနေမိတယ်အခုတို့ကမဆင်းရဲဘူးမဟုတ်လားစားတော့ရတဲ့အာဟာရဖြစ်ဖြစ်ဘန္နာမှာပဲဖြစ်ဖြစ်အနာရောဂါမှာပဲဖြစ်ဖြစ်လိုချင်တာကိုရတဲ့စန္ဒမှာပဲဖြစ်ဖြစ်တို့မှာဆင်းရဲရတယ်ဆိုတာမရှိသေးဘူးမဟုတ်လားဟုတ်ပါတယ်မိခင်ကျမတို့အားလုံးပြည့်စုံနေကြတယ်ဒါကြောင့်လေပျော်ရွှင်ခြင်းနဲ့ရောက်ရင်းနေကြတာလေအဲ့ဒါလို့ပျော်ရွှင်ခြင်းနဲ့ရောက်ရတာကိုချမ်းသာခြင်းလို့ခေါ်ရမဟုတ်လားအေးခေါ်ကြတယ်ထင်တာပဲကဲပါအမေရဲ့ဒါတွေတွေးနေလေပျော်ရွှင်ခြင်းကိုဖျက်ဆီးတတ်ပါတယ်အမေကျမကိုကောင်းဖိပေးမယ်ဆိုလို့လေလာတဲ့လက်အောင်ကျမဆိုင်ရင်ကလေးတွေကိုပြုပြင်ပေးမယ်ဆိုလို့လေပြောရင်းနဲ့သူမကဘီးကိုကျမလက်ထဲကမ်းပေးလိုက်တယ်သူ့ကိုကျမရဲ့အရှိဝဲကြောပေး၍ထိုင်စေကသူ့ခေါင်းကိုစံကေတာအားဘီးနဲ့ဖိလိုက်တယ်ညညာဖြောက်ဆင်းသွားသောကာလငယ်ထိတ်အလဲတက်တဲမှနှစ်ဖက်စာကိုခွဲချလိုက်သည်ဟဲ့မင်းငယ်တိမ်မှာအမာရွတ်ကြည့်ပါလားပထမကတော့ကျမအမှတ်မထင်ပြောလိုက်မိခြင်းသာဖြစ်တော့လေကျမရင်ထဲတွင်တတိတ်ခုန်လာခဲ့တယ်အမာရွတ်ကြည့်ပေါ့အမေရဲ့ကျမမိခင်ရက်ဆက်မှုတက်သေးတွေလေဘလို့ဘာပြောလိုက်တာစပြောစမ်းမှာကျမအမေနဲ့ကျမအဖေကတနေ့မှရန်ဖြစ်ကြတဲ့ကျမအဖေကရိုက်နှက်တော့ဂျားတဲ့ကကျမမှာဒီတရားရတော့တာပဲကျမအမေကဘလောက်ထိရက်ဆက်တယ်လဲဆိုရင်အဖေကိုစိတ်နာတာနဲ့ပဲကျမကိုပြစ်ထားရခဲ့ပြီးထွက်ပြေးတော့တာတဲ့မတက်ကရင်ကျမကိုပါရင်အုပ်မကွာခေါ်သွားပြီးထွက်သွားဖို့ကောင်းတာမဟုတ်ဘူးလားမင်းကိုခေါ်ပြီးသွားရအောင်မင်းအဖေလူဆိုးဓမြကြီးသူ့သက်သမားကြီးရဲ့ရန်ကိုကြောက်လွန်းလို့ထားပစ်ခဲ့ရတာပါသမီးရဲ့ငါသမီးအရင်ကလေးရဲ့ကျမသူ့ကိုဖတ်၍ငိုလိုက်တဲ့အချိန်ဝဲသူမမှာအံ့အားကြီးတင်သွားပါတော့တယ်အမေဘာကိုဆိုလိုတာလဲမင်းဟာငါရဲ့သမီးအရင်ကလေးပေါ့ကျမကအတိတ်ကိုပြန်ပြောင်းပြောပြလိုက်ပါတယ်ဟောကျမတို့အချိုးနေကြပါရောလားကျမတို့သားအမေလင်တူမယားဖြစ်ရတာရှက်စရာကြောက်စရာကောင်းလာပါလားအမေကျမတို့ဘယ်လိုလုပ်ကြတော့မလဲကျမတို့နှစ်ယောက်မှာရှက်ကြောက်ခြင်းပြင်းစွာဖြင့်ငိုနေကြစေကျမတို့ရဲ့လင်ယောက်ျားပြန်ရောက်လာသည်နဲ့ပတ်ပင်းတွန်းနေပါပြီဘယ်လိုလဲခင်ဗျားတို့နှစ်ယောက်အရင်ကတော့တင်းတင်းမြတ်မြတ်နေမယ်ဆိုအခုဘာဖြစ်လို့စကားများရန်ဖြစ်ပြီးတော့ငိုနေကြတာလဲကျမရဲ့ပါးစပ်မှာမထွက်ဝင်တဲ့အဖြစ်တဲ့နှစ်ကိုကျမသမီးကမျက်ရည်နှော၍ပြန်ပြောလိုက်ပါတယ်ထိုအခါခမွန်းတွေကသဘောကျတယ်လို့ခွတ်ထိုးခွက်လိုက်ရဲနေပါသေးတယ်အေးပေါ်ဗျာဘဝကရေဆက်ဆိုတာဒီလိုပဲရေဆက်လိုပဲသဘောထားကြကျွန်တော်ဝမ်းသာပါတယ်တလင်ထဲမရဆိုတာတွေးရင်တိုင်းရင်ဖြစ်ကြရင်သစိမ့်နေထက်တောင်မှတယောက်ကိုတယောက်ပို့ပြီးတော့တီးခံနိုင်ကြတာပေါ့အတိတ်ကအကြောင်းဆိုရင်တော့မကောင်းတာတွေလည်းရှိတတ်ကြတာပဲဒါကတော့လူတိုင်းမှာဝမ်းနဲ့စရာကြေကွဲစရာဒဏ်ရာအဖြစ်ပြက်မြေတွေအချိန်နဲ့ကုစားပြီးမှအမာရွတ်ကိုပြောက်အောင်ဖြောကြရတာမျိုးပေါ့ဗျာခင်ဗျားတို့ပြောတယ်လို့သာပြောရမယ်ဆိုရင်တော့လဲကုံတဲ့ဖခင်ကလည်းကျွန်တော်အဖေအရင်မဟုတ်ခဲ့ဘူး
ကျွန်တော်အမေဆိုတာကကျွန်တော်မြင်ဘူးဖို့ထားအောင်ဘာလို့လဲဆိုတာတော့မှကြားတော့မကြားခဲ့ရဘူးဘာလို့လဲဆိုကျွန်တော်အဖေကိုမွေးပြီးချင်းမှာပဲရာဇကြိုနဲ့ကပီလဝတ်ခရီးကြားကဇရက်တစ်ခုပေါ်မှာလာပြထားတာကိုဘာမင်းဘယ်နဲ့အေးလေကျွန်တော်ပြောပြပါရောအဖေမပေါ်တဲ့ကလေးမို့ကျွန်တော်မွေးမိခင်ကသူ့အရှက်သူ့တိတ်ခါကိုကျွန်တော်အတန်းနဲ့ရက်ဆက်စွာလဲယူတာပေါ့အဲ့ဒါကျွန်တော်မွေးခဲ့တဲ့ကျွန်တော်မွေးစားဖခင်ကုန်းတဲ့အဖေကခရီးသွားရင်နဲ့တွေ့လို့ကောက်ယူကျွေးမွေးကျမရက်တည်နေတဲ့မဟာပထဝီမြေကြီးကအိုးထိန်ဆက်ခဲ့သူတွတ်တွတ်ခအောင်ပတ်လေရန်သွားခဲ့တယ်ကျမမြင်လိုက်ရတဲ့အနောက်ဆုံးကတော့တတိလဲကျသွားခြင်းပါပဲတတိယလင်ရချင်းကျမနှုတ်ကပေါ်ထွက်လာတဲ့စကားတန်တစ်ခုကငါသမီးဟိုတဲ့စကားများသာဖြစ်ပါတယ်ကျမကသူ့အားမချစ်တင်ခဲ့ဝမ်းနဲ့ပလက်နဲ့စက်ကြောင်းစုံရှင်းပြလိုက်ပါတယ်လူတစ်ယောက်ရဲ့ထိတ်လန့်ခြင်းကြောက်ရွံ့ခြင်းအံ့ဩခြင်းယူကျုံမရခြင်းရှက်ကြောက်ခြင်းနောင်တကြီးစွာဖြစ်ခြင်းကျမရဲ့သားရဲ့မျက်နှာပေါ်မှာအထင်သာအပြည့်အစုံရောပြွ၍မြင်တွေ့ရပါတယ်သူသည်နားထောင်နေရင်ရုတ်တရက်ခါးစားကဓမြောင်ကိုဆွဲထုတ်လိုက်ပြီးရှင်ကိုကော့၍တအားဆိုင်ချလိုက်ပါတော့တယ်ရှင်ဝကိုတအူးကလေးမထိမိချိန်ကျမရဲ့သမီးကဆွဲထားလိုက်တယ်အကိုကျမကိုအရင်တက်ပေးပါကျမကိုမတက်ဝင်လို့သာအကိုကိုတောင်းပန်နေရတာပါအကိုရဲ့ကျမတင်မဖြင့်လဲအကိုကိုတက်တည်ဖို့လက်စာတတ်နိုင်တာပဲမဟုတ်လားကျမသားကတွေ့ဝေ၍စဉ်းစားလိုက်သည့်ခဏအတွင်းမှာကျမကဝင်ပြောလိုက်ပါတယ်အေးငါလဲကိုတက်တည်ဖို့ကောင်းတာပါပဲတားနဲ့သမီးရဲ့ဒါပေမဲ့စကားမဆုံးမီကျမကောင်းတဲ့သူအလင်းတစ်ခုကဖြက်ခနဲကိုဝင်ရောက်လာတယ်မတိ၍လိုချင်လို့ဆွဲလန်းသည်ဆွဲလန်းတော့ပြုလုပ်သည်ပြုလုပ်တော့ရသည့်အရာကချမ်းသာခြင်းမဟုတ်ပကတိဆင်းရဲခြင်းတည်းကျမအဖို့မတိ၍သာကိုယ်သားအရင်နဲ့ညားခဲ့သည်သူကလည်းမတိ၍သာအတင်းပူစာ၍ပေါင်းတင်ခဲ့သည်ကျမတို့နှစ်ယောက်မတိ၍သာသမီးဖြစ်သူနဲ့တဖန်လင်တူမယားဖြစ်နေကြရသည်သမီးကလေးကလည်းမတိ၍သာပျော်ရွှင်စွာပေါင်းခဲ့ကြရသည်ထိုပျော်ရွှင်ခြင်းကိုကျမတို့အားလုံးကချမ်းသာခြင်းလို့အမည်မှဲ့ကြပေမဲ့ဗုဒ္ဓဆိုလိုတဲ့အတိတ်ပဲမရနိုင်သည့်လိုချင်ခြင်းကအတိတ်ပဲအစစ်မှာမလိုချင်ခြင်းတည်းငါရိပ်မိလိုက်ပါပြီကျမသည်တခဏချင်းပင်ပူဆွေးမှုရင်ထုမနာဖြစ်မှုရှက်ကြောက်မှုတွေကိုတန်တန်ရှင်းရှင်းပယ်ချနိုင်ခဲ့တယ်ကျမရဲ့မျက်နှာကရဲဝင်လာခဲ့တယ်ကျမရဲ့အတန်ကတိကျပြတ်သားလာတယ်ဟေ့သားနဲ့သမီးတို့အခုဖြစ်ရက်ကိုတို့တွေရှက်နေလို့ကြောက်နေလို့တက်တည်လိုက်ကြပါပြီတဲ့အဲ့ဒါကဒီတဘဝပဲတုံးမှာအစကတော့အဆုံးမှာဒီအဆုံးတက်ကိုမဟုတ်ဘူးဆိုတာကိုငါပြောပြရစီမသိလို့ပြုလို့လိုက်မိတဲ့အခါတိုင်းနေရောင်အောက်မှာလမ်းလျှောက်ပြီးကိုယ်အရေးကကိုလွတ်အောင်မရှောင်နိုင်တယ်လို့ပဲရှိလိမ့်မှာမလိုချင်တဲ့သဘောတရားကဘာမှမဖြစ်အောင်ဟန့်တားနိုင်တဲ့ဘေးကင်းရာပဲလာကြလို့တွားကြကုန်အံ့ဤသို့နဲ့ပဲကျမနဲ့တကွကျမသမီးသည်ဥပလဝန်ထေရီယဟန္တာမကြီးထံသို့ရောက်လာခဲ့ကြရတယ်မကြခင်မှာပင်အတဝတရားကုန်ခန်းနဲ့ယဟန္တာမများဖြစ်သည့်အထိအမိုက်အမောင်တို့တွင်မှထိုးထွင်း၍သိမြင်သောအလင်းရောင်နှင့်အရှက်တရားကိုပြီးသောဗုဒ္ဓသခင်ယေရှုရှင်ရဲ့ကရုဏာမဟာကရုဏာဟုဆိုရပါလိမ့်မည်ကျမရဲ့သားမှာလည်းကင်းကာမြင့်အနာကအလွန်ချိုးချံခေါင်းပါလှစွာသောတီလခချင်းမြတ်ကိုစောက်တီးကျင့်သုံး၍တုတ်တန်တင်ချိုင်စသည်တို့မှာအဝတ်စားတို့ကိုပန့်တက်ကိုကောက်ယူကဒူတင်ကျက်ဆောင်လျက်ထိုင်းရွက်သုံးခုမြတာမို့သောကုတီကျောင်းတိုက်ဝဲအဋိဌံပြုကျင့်ခြင်းဖြင့်မလိုချင်သောပန်းတိုင်ကိုအရောက်သစ္စာလေးပါးမြတ်တရားကိုမျက်မှောက်ပြုနိုင်ပြီဖြစ်သောကြောင့်ကင်းကာတီးရာမထေဟုကြော်စောရလေပြီလေ။အော်တကယ်တော့မသိလို့လိုချင်ခြင်းများပါတကား။ဥပလနထေဤအပါဒံဒီ
ဒီစာအုပ်ကတော့ဒီနေရာမှာပဲအကျော်တရဗုဒ္ဓသမီးတော်များရဲ့ပထမအဦးဆုံးဝတ္ထုဖြစ်တဲ့မတိ၍လိုချင်သည်ဆိုတဲ့စာအုပ်ကိုအဆုံးသတ်ပါမယ်ရှင်ဒီစာအုပ်ထဲမှာရနိုင်တဲ့ conclusion ကတော့အနှစ်ချုပ်တင်ပြရမယ်ဆိုရင်ကျမတို့စိတ်ဒုက္ခရောက်တဲ့အခါစိတ်ဒဏ်ရာရတဲ့အခါဒီနာကျင်မှုတွေကိုဖယ်ရှားဖို့အစားထိုးဖို့ရှင်းလင်းမှုအတွက်ကိုကျမတို့ဟာပို့ပြီးတော့အသိဉာဏ်ထက်မြက်တဲ့ပညာရှိတဲ့လောကကိုထိုးထွင်းသိမြင်နိုင်တဲ့မထေမျက်ရှိမှာဒီအမျိုးသမီးအရင်ဆုံးအသိတရားရတဲ့ဒီမိခင်အမျိုးသမီးကတရားကိုတစ်ချိန်ကျင့်ကြံနာကြားဖို့တဲ့အတွက်ဒီတရားကနေတဆင့်အခက်အခဲဆုံးဒုက္ခအရောက်ဆုံးအမောင်မိုက်ဆုံးအချိန်မှာအသိဉာဏ်တကအလင်းတပွင့်ဖြစ်ပေးခဲ့တဲ့ဒီတရားတော်သည်ဗုဒ္ဓတရားတော်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျမတို့ဗုဒ္ဓရဲ့တရားတော်ကိုတလုံးတစ်ပါးစ၍သိမြင်လာရသည်ရှိသောအချင်းကြီးဆိုတာမရှိပါ။အမောင်မိုက်ဆုံးသောဒုက္ခတွင်အလင်းရောင်ပေးနိုင်သောအသိဉာဏ်သည်ဗုဒ္ဓတရားတော်တွင်သာရှိပါသည်။အားလုံးပဲပြည့်စုံသောချမ်းသာသောငြိမ်းချမ်းသောနေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီထက်ပိုကောင်းတဲ့အကြောင်းအရာတွေတင်ဆက်သွားအောင်မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြပါအောင်နော်။နောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါမယ်။ကောင်းသောနေ့ဖြစ်ပါစေရှင်။